AI ဆိုတာအခုချိန်မှာ chatbot တခုဒါမှမဟုတ်ရင်ကျွန်တော်အင်စာတွေကိုကူညီပေးတယ် tool တခု funny image တွေကို funny ပေးတယ် tool တခုလို့လူများစွာမြင်နေကြပါတယ်ဒါပေမဲ့တကယ်တော့ AI ရဲ့အနာဂတ်ကဒီထက်အများကြီးပိုးပြီးတော့ကြီးနိုင်တယ်ဗျတချို့ expert တွေကဒီ AI ကိုလူသားသမိုင်းနဲ့ဒီ internet revolution နဲ့တန်းတူတဲ့နည်းပညာ revolution လို့တော့မှပြောကြတယ်ဗျဘာကြောင့်လဲဆိုတော့ AI ကလူတယောက်ရဲ့အလုပ်လုပ်ပုံစာသင်ပုံစီးပွားရေးလုပ်ပုံဒီ funny ဆက်သွယ်ပုံနိုင်ငံရေးအင်အားပြိုင်ဆိုင်တဲ့ပုံတွေကိုတော့မှပြောင်းလဲနိုင်တဲ့အဆင့်ကိုရောက်လာနေလို့ပဲဖြစ်ပါတယ်အခုကျွန်တော်တို့အသုံးပြုနေတဲ့ AI เนี่ยတကယ်တမ်းတော့အစာပိုင်းမရှိသေးရဲ့ဗျ ChatGPT Gemini Cloud Copilot ဒီလိုမျိုး AI system တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့စာရေးပေးတယ် coding တွေကူညီပေးတယ် image တွေကိုဖန်တီးပေးတယ်ဒါပေမဲ့နောက်9နှစ်10နှစ်အတွင်းမှာဒီ AI ကဒီထက်အများကြီးပိုးပြီးတော့တိုးတက်လာနိုင်တယ်ဗျ Stanford AI Index ရဲ့မှာ2026 report အရ AI capability ကဒီရက်တော်တာမျိုးမရှိဘဲနဲ့ဆက်ပြီးတော့တိုးတက်နေရဆိုပြီးတော့ဖော်ပြထားရပေါ့နော် organizational adoption က88%အထိရောက်လာပြီးတော့ university student 9ယောက်မှာ4ယောက်က generative AIတူတွေကိုအသုံးပြုနေကြပြီလို့ဆိုပါတယ်ဒီဗီဒီယိုမှာတော့ဒါကျွန်တော်တို့ AI မှာအနာဂတ်ကိုကျွန်တော် D-type လုပ်ကြမယ်ပြီးတော့ AI agent တွေဘယ်လိုမျိုးပြောင်းလဲလာမလဲပြီးတော့အလုပ်တွေပေါ်မှာဘယ်လိုမျိုးသက်ရောက်မှုတွေရှိမလဲ robot နဲ့ AI တွေပေါင်းစပ်မှုတွေကဘယ်လိုမျိုးအထိသွားနိုင်မလဲပညာရေးနယ်ပယ်မှာဒီ education နယ်ပယ်မှာဘယ်လိုမျိုးအဆင့်ထိ AI ကပြောင်းလဲပေးနိုင်မလဲနောက်ဆုံးမှာဒီလူသားနဲ့ AI နဲ့ဘယ်လိုမျိုးကိုယ်ရေးလုပ်ရမလဲဆိုတာအထိပါတယ်ဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါ Strambright ကနေပြန်နေကြိုဆိုလိုက်ပါတယ်AI is becoming invisible အနာဂတ် AI အရေးကြီးဆုံး future တစ်ခုကဒီ AI invisible technology ကနေပြီးတော့ဒီ invisible infrastructure ဖြစ်လာနိုင်တာပဲဖြစ်ပါတယ် infrastructure ဆိုတာကကျွန်တော်တို့ဒီ system တစ်ခုအလုပ်လုပ်နိုင်ဖို့အတွက်အခြေခံ support structure ကိုဆိုလိုတာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီ internet infrastructure ဆိုလို့ရှိရင် internet cable ရှိမယ်server တွေရှိမယ် data center တွေရှိမယ်နောက်တဲ့ cell tower တွေရှိမယ် satellite station ရှိမယ်ပြီးတော့ဒီ router တွေရှိမယ်ပေါ့နော်အခုကျွန်တော်တို့ internet ကိုစဉ်းစားကြည့်အောင်1990ခုနှစ်မှာဒီ internet ဆိုတာ special နည်းပညာတစ်ခုပဲဖြစ်ခဲ့တယ်ဗျ။ဒါပေမဲ့ကျွန်တော်အခု internet ကိုသုံးနေကြတယ်ဆိုတာလူတွေသိပ်ပြီးတော့မစဉ်းစားမိတော့ဘူးပေါ့နော်။ဒီကျွန်တော် banking app တွေသုံးတယ် YouTube တွေကြည့်တယ် Google Map တွေသုံးတယ်ဒါတွေအားလုံးက internet infrastructure ပေါ်မှာ run နေတာပဲဖြစ်ပါတယ်။ဆိုတော့ AI ကလည်းဒီလိုမျိုးဖြစ်လာနိုင်တယ်ဗျ။အနာဂတ်မှာ AI app တစ်ခုကိုတည်တံ့ဖွင့်ပြီးသုံးမှုဆိုတာတဲ့ဒီ operating system တိုင်းမှာပြီးတော့ဒီ search engine တိုင်းမှာကားတိုင်းမှာဖုန်းတိုင်းမှာ camera တိုင်းမှာဒီပြောရရင်ဗျာဒီ hospital system တိုင်းမှာကျွန်တော် AI generated တွေဖြစ်လာနိုင်တယ်ဗျ။ဥပမာဆိုလို့ရှိရင်ကျွန်တော်ဖုန်းတစ်လုံးမှာဒါကျွန်တော်စာရိုက်နေတဲ့အချိန်မှာ AI က grammar တွေကို correct လုပ်ပေးတယ် cleaner ထဲမှာဒီ AI က schedule တွေကို optimize လုပ်ပေးတယ် camera ထဲမှာ AI က lighting တွေကို fix လုပ်ပေးတယ်search engine မှာ AI က summarize လုပ်ပေးတယ်ကျမကြီး software တွေမှာဆိုလို့ရှိရင်လည်းကျမကြီးနဲ့ဆိုင်တဲ့ app တွေမှာဆိုလို့ရှိရင်လည်းဒါ AI ကဒီ sleep pattern တွေကို analyze လုပ်ပေးတာတော့ဒါမျိုးတွေထိလုပ်ပေးတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ AI ကဒီ app တစ်ခုဆိုတာတဲ့ကျွန်တော်တို့ရဲ့ဒီပတ်ဝန်းကျင်တစ်ခု environment တစ်ခုဖြစ်လာနိုင်တယ်ပေါ့နော် Okay နောက်တစ်ခုကတော့ဒါ personal AI assistant AI မှာအနာဂတ်ကိုစဉ်းစားတဲ့အခါမှာလူအများစုမြင်နိုင်တဲ့ direction ကကျွန်တော်တို့ personal AI assistant ပဲဖြစ်ပါတယ်အခုကျွန်တော်တို့ assistant ဆိုလို့ရှိရင်ဗျာကျွန်တော် Siri ရှိမယ် Google AI assistant ရှိမယ် Alexa ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒါပေမဲ့ဒီအနာဂတ် assistant တွေကဒီထက်ပိုပြီးတော့အများကြီး smart ဖြစ်လာနိုင်တယ်ဗျကျွန်တော်ဒီမနေ့ AI ဆိုတာနဲ့ AI assistant က important emails တွေပြီးတော့ဒီ meeting deadline တွေကျမရဲ့အခြေအနေတွေကို summarize လုပ်ပေးရပေါ့နော်ကျွန်တော်တို့ဒီတခုခုကိုသင်ကြားနေတဲ့အချိန်ကျွန်တော် study လုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့မှာဒါ weak point တွေကိုရှာပေးရတော့ coding ရေးနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါ bug တွေကို detect လုပ်ပေးရတော့ပြီးတော့ဒီ video editing လုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော် cat တွေကိုဒါ suggest လုပ်ပေးရတော့ဒီလိုမျိုးတွေထီတောင်လုပ်ပေးနိုင်တယ်ပေါ့နော်အနာဂတ် AI assistant တွေက user တယောက်ရဲ့ဒီ preference တွေ schedule တွေ learning style တွေ work habit တွေဒီ communication pattern တွေကိုနားလည်လာနိုင်တော့မှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ဒီ privacy concern တစ်ခုရှိတယ်ဗျဆိုတော့ AI က smart ဖြစ်လာဖို့အတွက် user တွေရဲ့မှာ data တွေအများကြီးလိုတယ်ဗျcleaner access တွေကျွန်တော်တို့ email တွေဒီ voice recording တွေ browsing history တွေ health information လို့ခေါ်တဲ့ဒီကျန်းမာရေးနဲ့ဆက်ဆိုင်တဲ့ကျွန်တော်တို့ရဲ့မှာ personal information တွေ location data စတဲ့ဒီလိုမျိုး sensitive ဖြစ်တဲ့ information တွေကိုလိုလာနိုင်တယ်ဗျဒါကြောင့်မလို့ကျွန်တော်တို့အနာဂတ် AI system တွေမှာ data security နဲ့ဒီ privacy governance ကအရန်ကိုအရေးကြီးလာတယ်ဗျ The rise of AI agent AI agent ဆိုတာဒီအနာဂတ် AI ရဲ့မှာအရေးကြီးတဲ့ concept တွေတခုဖြစ်လာနေပါတယ်အခု AI ကိုအသုံးပြုတဲ့ပုံစံကများသောအားဖြင့်ကျွန်တော်မေးခွန်းတွေမေးလိုက်တယ်ပြီးတော့အဖြေတွေကိုပြန်ထုတ်ပေးတယ်ဒီ model ပဲရှိသေးတယ်ပေါ့နော်ဒါမဲ့ဒီ AI agent တွေကကြတော့ text တွေကိုကျွန်တော်တို့ plan ချပြီးတော့ execute လုပ်လာနိုင်တယ်ဗျဥပမာကျွန်တော် website တစ်ခုစောက်ပေးလို့ပြောလိုက်လို့ရှိရင်ဒါ AI agent ကနေပြီးတော့ကျွန်တော်ရဲ့ requirement တွေကို analyze လုပ်ပြီးတယ်ပြီးတော့ဒီ design option တွေကို generate လုပ်မယ်ပြီးတော့ code ရေးမယ် hosting setup လုပ်မယ် back test တွေလုပ်မယ် business နယ်ပယ်မှာဆိုလို့ရှိရင်လည်းဒီအနာဂတ် AI agent တွေကကျွန်တော်တို့ဒီ customer support တွေပြီးတော့ accounting တွေ scheduling တွေ logistics တွေ data analysis တွေနဲ့ဒီ market research တွေပြီးတော့နောက်ဆုံးပြောရရင်ဗျာဒီ sales operation တွေကိုတော့မှဒါ automate လုပ်ပင်လာနိုင်တော့မှာဖြစ်ပါတယ်
ပြီးသွားရင်မှာ report တစ်ခုမှာ agentic AI experimentation phase ကနေပြီးတော့ prototype usage phase တွေကိုသွားနေရလို့ဖော်ပြထားပါတယ်ဒါပေမဲ့ဒီ reliability governance ပြီးတော့ accountability issue တွေကကြီးမားတဲ့စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေသေးပါပြီဗျ AI agent တွေက powerful ဖြစ်လာတဲ့အခါမှာအရေးကြီးတဲ့မေးခွန်းတစ်ခုရှိလာတယ်ဗျအဲ့ဒါတော့ decision making authority ဘယ်လောက်ပေးတင်လဲဆိုတာပဲဖြစ်ပါတယ် AI ကိုဘယ်အပိုင်းဘယ်အခန်းကဏ္ဍလောက်ထိဆုံးဖြတ်ခွင့်ပေးတင်လဲဘယ်လောက်လုပ်ပိုင်ခွင့်ပေးတင်လဲဆိုတာပဲဖြစ်ပါတယ် AI agent ကကျွန်တော်တို့ financial transaction တွေကိုလုပ်ခွင့်ရှိတင်လားပြီးတော့ဒီ medical recommendation တွေကိုပေးခွင့်ရှိတင်လားတို့ပြောရင်ဗျာကျွန်တော်တို့ဒီ AI ကိုဒီဆေးတွေပါတွေဘယ်ဆေးတောက်ခိုင်းတာတို့လိုမျိုး recommendation တွေပေးခိုင်းတင်လားတကယ်လို့ AI မှာပြီးတော့အဲ့ဒီဆေးတွေကိုမှာပြီးတော့ recommend ပေးလိုက်မယ်ဆိုလို့ရှိရင်လူနာပေါ်မှာအများကြီးတက်ရောက်မှုတွေရှိသွားခဲ့မယ်ဆိုလို့ရှိရင်ဘယ်သူကတောင်းဝယ်ယူမှာလဲပေါ့နော်ဒီလိုမျိုးမေးခွန်းထုတ်ဆရာတွေအများကြီးရှိလာတယ်ဗျနောက်ထပ်အဆိုးဆုံးကျွန်တော်တို့ကြောက်စရာအကောင်းဆုံးကတော့ military decision support လုပ်ခွင့်ရှိတင်လားဆိုတာပဲဖြစ်ပါတယ်ဒီမေးခွန်းတွေကအနာဂတ် ethics discussion ရဲ့မှာကိုယ်တွေဖြစ်လာနိုင်တယ်ဗျ jobs and the future work AI အကြောင်းပြောတဲ့အခါမှာလူအများဆုံးကြောက်တဲ့အရာအလုပ်ပဲဖြစ်ပါတယ် AI ကကျွန်တော်တို့ရဲ့အလုပ်တွေကိုယူသွားမလားဆိုတဲ့မေးခွန်းကနေရာတိုင်းမှာရှိပါတယ်တကယ်တော့ကျွန်တော်တို့တမိုင်းတစ်လျှောက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နည်းပညာ revolution တိုင်းကကျွန်တော်တို့ရဲ့အလုပ်ပုံစံတွေကိုပြောင်းလဲသွားစေခဲ့တာအမှန်ပါဆိုတော့ကွန်ပျူတာတွေကကျွန်တော်တို့ဒီရုံးပိုင်းဆိုင်ရာ office work တွေကိုကျွန်တော်တို့ပြောင်းလဲစေခဲ့တာအမှန်ပါပဲနောက်ထပ်မြင်သာတဲ့ဥပမာတစ်ခုဆိုလို့ရှိရင်ဗျာဒါကျွန်တော် internet ကကျွန်တော်တို့ရဲ့ဒီ media တွေ communication တွေ retail industry တွေဒါတွေကိုပြောင်းလဲစေခဲ့တယ်ပေါ့နော်ပြောရရင်တော့ AI ကလည်းအဲ့လိုမျိုးပဲအနာဂတ်မှာဒီအလုပ်တွေအားလုံးကလုံးဝပျောက်ကွယ်သွားတယ်ဆိုတာထက်ပုံစံတွေပြန်ပြီးတော့ reshape ဖြစ်သွားနိုင်တယ်ပေါ့နော်ပုံစံတွေအသစ်ပြောင်းလဲသွားနိုင်တယ်ပေါ့နော် repetitive text တွေက automation လုပ်ခံရနိုင်တယ်ပေါ့နော် basic data entry တွေပြီးတော့ repetitive office work တွေ simple computer support တွေပြီးတော့ဒီ basic translation တွေ routine reporting တွေ simple coding test တွေဒီလိုမျိုးနယ်ပယ်တွေမှာဒါ AI usage တွေပို့ပြီးတော့များလာနိုင်တယ်ပေါ့နော်ဒီ McKinsey report အရ organization 51% က generative AI ကြောင့်မလို့ entry level role တွေရဲ့လိုအပ်မှုတွေလျော့သွားတယ်လို့ဆိုပါတယ်ဒါကကျွန်တော်တို့ junior office jobs တွေအတွက်ဒီ competition တွေပြိုင်ဆိုင်မှုတွေပို့ပြီးတော့ပြင်းထန်လာနိုင်တာကိုပြနေရဗျဒါပေမဲ့ကျွန်တော်တို့အလုပ်အသစ်တွေလည်းထပ်ပြီးတော့ပေါ်လာနိုင်သေးတယ်ဗျနောက်ထပ်ပေါ်လာနိုင်တာဆိုဘာတွေရှိမလဲဆိုလို့ရှိရင် AI trainer တွေ AI safety specialist တွေပြီးတော့ဒီ prompt engineer တွေ AI government experts တွေပြီးတော့ဒီ robotic operator တွေ AI ethics consultant တွေပြီးတော့ဒီ synthetic media auditor တို့လိုမျိုးဒီ role တွေကပို့ပြီးတော့များလာနိုင်တယ်ဗျဆိုတော့ဒီလိုမျိုးအလုပ်တွေကပေါ်လာနိုင်တယ်ဆိုတော့ကျွန်တော်ဘယ်လို skill တွေကပို့ပြီးတော့အရေးကြီးလာနိုင်မလဲပေါ့နော်ဆိုတော့အနာဂတ်မှာတန်ဖိုးရှိလာနိုင်တယ်ကျွန်တော် valuable ဖြစ်လာနိုင်တဲ့ skill တွေက communication creativity emotional intelligence ပြီးတော့ဒီ system thinking တွေပြီးတော့ leadership တွေ adaptability တွေပြီးတော့ဒီ interdisciplinary knowledge တွေဖြစ်လာနိုင်တယ်ဗျ interdisciplinary knowledge ဆိုတာကျွန်တော်ဘာသာရပ်တစ်ခုတည်းကိုတည်တံ့လေ့လာတာမျိုးမဟုတ်ဘဲနဲ့မတူညီတဲ့ဘာသာရပ်နယ်ပယ်အသီးသီးကနေပြီးတော့နည်းပညာစီးပွားရေးစိတ်ပညာအနုပညာစတဲ့ဒီဘ ഹു တုဒ္ဒတွေကိုပေါင်းဆက်ပြီးတော့ဒီပြဿနာတစ်ခုရှုထောင့်ပေါင်းစုံကနေပြီးတော့လေ့လာတဲ့အသိပညာကိုဆိုလိုတာဖြစ်ပါတယ် programming နယ်ပယ်မှာဆိုလို့ရှိရင်လေ AI ကဒီ coding speed တွေကိုဒီ dramatically မြင့်တင်ပေးနေတယ်ဗျဒါပေမဲ့ဒီ programmer role တွေကတော့လုံးဝပျောက်ကွယ်သွားမယ်လို့တော့မဆိုလိုဘူးပေါ့နော်အဲ့ဒီအစားကျွန်တော်ဒီ programmer role တွေက evolve ဖြစ်လာမှာဖြစ်ပါတယ်ဆိုတော့အနာဂတ် programmer တွေကဒါ syntax တွေကို memorize လုပ်တာတဲ့ဒါ architecture design တွေဒီ problem solving တွေ debugging တွေ AI generated code တွေကို verification လုပ်ပေးရတယ်ပြီးတော့ဒီ cyber security awareness တွေ robotic integration တွေ system thinking တွေကိုပို့ပြီးတော့ ion site လာနိုင်တယ်ဗျ AI and robotics AI နဲ့ robotic ပေါင်းစပ်မှုကအနာဂတ်ရဲ့အကြီးမားဆုံး transformation တွေကတစ်ခုပဲဖြစ်ပါတယ်အခု AI system တွေအများစုက digital ဝါးထဲမှာပဲရှိသေးတယ်ဗျကျွန်တော် chatbot တွေရှိမယ် search engine တွေပြီးတော့ recommendation system တွေ image generation system တွေပေါ့နော်ဒါပေမဲ့ robot တွေကကျွန်တော်တို့ဒီ AI တွေကို physical ဝါးတွေကိုခေါ်လာပေးနိုင်တယ်ဗျဥပမာပုံဖော်ပြီးစဉ်းစားကြည့်ရင်ဗျာကျွန်တော် smart factory တွေမှာ robot တွေက AI version system နဲ့ဒီ defects တွေကို detect လုပ်နိုင်မယ်ပြီးတော့ warehouse robot တွေကကျွန်တော်ဒီ package တွေကို automatically ရွှေ့နိုင်မယ် delivery robot တွေကကျွန်တော် land တွေမှာတွာလာနေတာမျိုးတွေတွေ့နိုင်တယ်ပေါ့နော် early care robot တွေက aging population များတဲ့နိုင်ငံတွေမှာ assistant role တွေလောက်လာနိုင်တယ်ပေါ့နော်ဆိုတော့aging population ဆိုတာဟာကျွန်တော်နိုင်ငံတနိုင်ငံမှာဗျာဝေဖွားနှုန်းကျဆင်းလာပြီးတော့လူသက်တမ်းရှည်ကြားလာတဲ့အတွက်ကြောင့်မလို့အလုံးလုံးနိုင်တဲ့ဒီလူငယ်အင်အားထက်ဒီအသက်65နှစ်ထက်ကျော်တဲ့လူကြီးပိုင်းဥယျာဉ်ပို့ပြီးတော့များလာတာကိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့ aging population ကြောင့်မလို့ကျွန်တော်ဒီ labor shortage issue တွေကိုဒါ robotic နဲ့ automation နဲ့ဒါဖြေရှင်းမှုတွေစူးစမ်းနေကြတာဖြစ်ပါတယ် Toyota Solvance robotic တို့လိုမျိုးဒီလိုမျိုး company တွေက industrial robots တွေဒီ service robots တွေနဲ့ military system တွေကိုကျွန်တော်တော်တော်လေးကိုဒါ heavily invest လုပ်နေကြတာကိုတွေ့ရတယ်ပေါ့နော်Tesla Optimus လိုမျိုးဒါ humanoid robot project တွေကလည်းဒါအနာဂတ် robot discussion တွေကိုပို့ပြီးတော့ index ဖြစ်စေရဗျ humanoid robot တွေကတော့ဒါ human environment တွေမှာအလုပ်လုပ်ဖို့အတွက်design ဖြစ်နေကြတယ်ပေါ့နော်ဒါပေမဲ့ဒီ robot တွေကိုဖန်တီးဖို့ဆိုတာပြောရမယ်ဆိုလို့ရှိရင်ဒီ software တွေကိုဖန်တီးရတဲ့ပို့ပြီးတော့ခက်ခဲတယ်ဗျဒီလက်တွေ့ဒီ physical ဝါးထဲမှာကြတော့ခံမှန်းလို့မရတဲ့အရာတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီလက်တွေ့ကဘာထဲမှာကြတော့ obstacle တွေကိုနားလဲရတယ်ဗျ safety issue တွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ AI robotic combination တွေကဒါခက်ခဲတဲ့ဒါ engineering ပြဿနာတွေကတော့တော်တော်လေးရှိနေသေးပဲပေါ့နော်ဆို
ဆိုတော့နောက်ထပ်ကျွန်တော် AI ကအနာဂတ်ဒီပညာရေး system ပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုတွေရှိနိုင်လဲဆိုတော့တစ်ချက်ပြန်ပြီးကြည့်ကြည့်အောင်နော် education sector မှာကျွန်တော် AI က revolutionary impact ရှိလာနိုင်တယ်ဗျလက်ရှိကျွန်တော်တို့ traditional education system မှာကျတော့ one size fits all model ပေါ်မှာအခြေခံထားတာဖြစ်ပါတယ်ဆရာတယောက်ကကျောင်းသားအများကြီးကိုဒီတူညီတဲ့နေရာတစ်ခုမှာသင်ပေးတဲ့ပုံစံပေါ့နော်ဒါပေမဲ့ကျွန်တော်လက်တွေ့မှာတော့ဒါကျောင်းသားတယောက်ချင်းစီရဲ့မှာဒီ learning space တွေကျွန်တော်စိတ်ဝင်စားတဲ့နယ်ပယ်တွေပြီးတော့ဒီ weak point တွေ communication preference တွေမတူဘူးပေါ့နော်ဆိုတော့ AI ကဒီလိုနေရာတွေမှာကူညီပေးနိုင်တယ်ဗျဘယ်လိုမျိုးကူညီမလဲဆိုတော့ကျွန်တော်ဒီ AI personalized learning system တွေကဒီပြဿနာတွေကိုပြောင်းလဲပေးနိုင်တယ်ပေါ့နော်ပုံဖော်ကြည့်ရမယ်ဆိုလို့ရှိရင်ဗျာကျောင်းသားတယောက်က algebra ကိုနားမလည်ဘူးဆိုလို့ရှိရင် AI ကဒီ similar example နဲ့ရှင်းပြပေးနိုင်တယ် visual learner ဆိုလို့ရှိရင်ဒါ diagram တွေကိုသုံးပြီးတော့ရှင်းပြမယ်ပေါ့နော်ဆိုတော့ဒီမြန်မာလိုနားလည်ခြင်းတဲ့သူဆိုလို့ရှိရင်ဒါမြန်မာလိုရှင်းပြပေးလို့ရနိုင်မှာပေါ့နော်သင်မှုကမြန်တဲ့သူဆိုလို့ရှိရင်ဒါကျွန်တော် advanced topic တွေကိုပေးမယ်ပြီးတော့ AI tutor system တွေကဒါ 24/7 available ဖြစ်လာနိုင်တယ်ဗျ poor region တွေမှာကျွန်တော်ဆင်းရဲတဲ့နေရာဒေသတွေမှာ quality education ကို access တိုးလာနိုင်တယ်ဗျ AI ရဲ့အကူအညီနဲ့ဒါကျွန်တော်တို့သင်ကျင်တဲ့အရာတွေကိုဒီ language တွေမှာ friction language ရဲ့ဒီဘာသာစကားပွတ်တိုက်မှုအား short ချပြီးတော့သင်ကြားနိုင်လို့မှာဖြစ်ပါတယ် AI အကြောင်းကောင်းတာတွေကြီးပဲပြောသွားတယ်ဆိုတော့ဒါပေမဲ့ AI မှာလည်းဒီ serious concern တွေရှိတယ်ပေါ့နော်ဆိုတော့ကျောင်းသားတွေကကျွန်တော်တို့ဒီ critical thinking မလုပ်ဘဲနဲ့ AI generated answer တွေကို copy လုပ်နိုင်တယ်ဗျဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ essay တစ်ပုဒ်ကိုရေးခိုင်းနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကိုစဉ်းစားပြီးတော့ရေးတာမျိုးမလုပ်တော့ဘဲနဲ့ဒါ AI ကိုရေးခိုင်းပြီးတော့ copy လုပ်သွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အခုလည်းဖြစ်နေကြပါတယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်လူသားတွေရဲ့မှာဒါ problem solving ability က decline ဖြစ်နိုင်တယ်ပေါ့နော်သူက AI ကိုပဲအများနဲ့အားကိုးနေမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့မှာproblem solving ability ကကျဆင်းသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီအနာဂတ် education system တွေက AI ကိုတားမြစ်တယ်ဆိုတာတဲ့ဒီ AI ကိုဘယ်လိုမျိုးဒီ responsibility ကိုပေးပြီးတော့သုံးခိုင်းမလဲဆိုတာကိုသင်ပေးဖို့ကပို့ပြီးတော့အရေးကြီးလာတယ်ပေါ့နော် AI နဲ့ creativityတချို့လူတွေက creativity ဆိုတာကိုဒီ human only ability ဆိုပြီးယုံကြည်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီ generative AI system တွေကကြတော့ကျွန်တော်တို့ဒီ arts တွေ music တွေ writing တွေ animation တွေ film making sector တွေကိုစပြီးတော့ပြောင်းလဲနေပြီပဲဖြစ်ပါတယ်AI image generation system တွေကစက္ကန့်ပိုင်းအတွင်းမှာဒီ concept တွေအကုန်လုံးကို generate လုပ်ပေးနိုင်တယ်ဗျ AI music tool တွေဆိုလို့ရှိရင်လည်း background music တွေကို compose လုပ်ပေးနိုင်တယ်ဗျ AI writing system တွေကဒါ script တွေ ad တွေပြီးတော့ဒီ blog post generate တွေကိုစတာတွေကိုလုပ်ပေးနိုင်တယ်ပေါ့နော် creator economy မှာကျွန်တော်ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်ဗျအရင်က video production တစ်ခုလုံးကို writer တွေပြီးတော့ editor တွေ designer တွေ animator တွေပြီးတော့ဒီ voice actor တွေ producer တွေလိုအပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အနာဂတ်မှာဒီ creator တယောက်က AI tool တွေနဲ့ဒီ media company တစ်ခုလိုမျိုး run ပြီးတော့ operate လုပ်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကြီးမားတဲ့ဆွေးနွေးစရာတစ်ခုရှိတယ်ဗျ AI generated art တွေကို real art လို့ခေါ်တင်တာဒါမှမဟုတ် copyright ownership ကိုဘယ်သူပိုင်မှာလဲပေါ့ human artist တွေမှာ value တွေကိုဘယ်လိုမျိုးပြောင်းလဲမလဲပေါ့နော်ပြီးတော့ဒီတချို့ artist တွေက AI ကိုဒီတခိုးဆိုပြီးတော့ပြောကြတယ်ပေါ့နော်တချို့ကတော့ဒါတူတစ်ခုနေနေပဲမြင်ကြတယ်ပေါ့နော်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဗျာဒါဓာတ်ပုံရိုက်တဲ့ဒီ photography ပေါ်လာတော့ဒီ painter တွေကျွန်တော်ဒီပကြီးဆရာတွေစိုးရင်ခဲ့ကြတယ်ပေါ့နော်ဆိုတော့ AI era မှာလည်းဒါ creative industry တွေကဒါ transition phase ကိုဖြတ်သန်းနေရတာဖြစ်ပါတယ်ဥပမာကျွန်တော်တို့အရင်ကဒါ YouTube thumbnail တစ်ခုဆွဲဖို့ designer တယောက်လိုအပ်ခဲ့ပေမဲ့အခုချိန်မှာဒါ Mid Journey လိုမျိုး DALL-E ပြီးတော့ဒီ Adobe Firefly လိုဒီလိုမျိုး AI tools တွေနဲ့ creator တယောက်တည်းကဒီ concept art တွေ thumbnail idea တွေ poster design တွေကို10မိနစ်အတွင်းမှာဒါ5-6ပုံလောက်ဒါ generate လုပ်နိုင်တယ်ပေါ့နော်ဆိုတော့10မိနစ်အတွင်းမှာ AI နှစ်ခုသုံးခုလောက်သုံးပြီးဒါ5-6ပုံလောက် generate လုပ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ AI ကဒီ artist တွေကို replace လုပ်မယ်လို့မဆိုလိုနိုင်ပေမဲ့ဒီ workflow နဲ့ဒီ industry structure တစ်ခုလုံးကိုစပြီးတော့ပြောင်းလဲနေရတော့အမှန်ပဲဗျ defect and misinformation AI အနာဂတ်ရဲ့မှာဒါ site တစ်ခုကတော့ဒါ misinformation crisis ပဲဖြစ်ပါတယ် deepfake နည်းပညာတွေက fake video တွေ fake voice တွေ fake image တွေကိုကျွန်တော် realistic အရန်ဖြစ်အောင်စပြီးဖန်တီးလာနိုင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပုံဖော်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဗျာ politician တယောက်ကမပြောခဲ့တဲ့စကားကိုဒါ AI generated video နဲ့ fake လုပ်နိုင်တယ်ပေါ့နော် celebrity voice clone တွေလုပ်ပြီးတော့ scam call တွေလုပ်နိုင်တယ်ပြီးတော့ fake news video တွေ viral ဖြစ်လာနိုင်တယ်ဆိုတော့ဒီလိုနည်းပညာတွေက trust crisis ကိုဖြစ်လာစေနိုင်တယ်ဗျလူတွေကဘယ်ဟာအမှန်လဲဆိုတော့ယုံကြည်ရခက်လာစေနိုင်တယ်ပေါ့နော်ဆိုတော့ cyber security experts တွေကဒီ AI power phishing attack တွေပြီးတော့ဒီ AI generated scam တွေ automated misinformation campaign တွေဒီလိုဟာတွေကိုပို့ပြီးတော့စိုးရိမ်နေရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ fact checking တွေပြီးတော့ digital verification tool တွေကပို့ပြီးတော့အရေးကြီးလာနိုင်တယ်ပေါ့နော်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီ AI နဲ့ Gemini နဲ့မျိုးဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဆိုတော့ healthcare sector မှာကျွန်တော် AI ကဒီ life saving breakthroughs တွေဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ medical imaging analysis မှာ AI system တွေက X-ray တွေ MRIs တွေပြီးတော့ဒီ CT scan တွေကို analyze လုပ်ပြီးတော့ဒီ normal မဟုတ်တဲ့ဒီအခြေအနေတွေကို detect လုပ်ပေးနိုင်တယ်ပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ဒီ normal မဟုတ်တဲ့အခြေအနေတွေကို detect လုပ်ပေးနိုင်တယ်ပေါ့နော်ပြီးတော့ဒီ drug discovery research မှာဆိုလို့ရှိရင် AI ကဒီ millions of chemical combination တွေကို analyze လုပ်ပေးနိုင်တယ်ပေါ့နော် COVID အဲ့မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ AI tools တွေကို outbreak tracking vaccine research
ပြီးတော့ဒီ medical logistics တွေမှာစပြီးတော့အသုံးပြုခဲ့ကြပါတယ် protein folding research မှာဒီ DeepMind နဲ့ဒီ AlphaFold project က biological science ဝါကိုတုံ့လုပ်စေခဲ့တယ်ပေါ့နော် AI မှာဂျေဇူးနဲ့ဒါ scientist တွေက research speed ကိုပို့ပြီးတော့မြန်အောင်လုပ်နိုင်တယ်ပေါ့နော်အနာဂတ်ဒီ healthcare system တွေမှာ AI assistant တွေကဒီ doctor တွေကို support လုပ်နိုင်တယ်ပြီး early disease detection တွေ personalized treatment တွေ recommendation robotic surgery assistant predictive healthcare system တွေကိုပေါ်လာစေနိုင်တယ်ပေါ့နော် AI ကြောင့်မလို့အနာဂတ်မှာဘာတွေဖြစ်လာနိုင်လဲဆိုလို့ရှိရင်ဒီ early disease detection တွေ personalized treatment recommendation တွေ robotic surgery assistant တွေပြီးတော့ဒီ predictive healthcare system တွေပေါ်လာနိုင်တယ်ပေါ့နော်ဒီ medical AI မှာ accuracy နဲ့ accountability က critical issue ဖြစ်နိုင်တယ်ဗျ AI recommendation တွေမှာရင်ဘယ်သူကတာဝန်ယူမလဲပြီးတော့ bias data လို့ခေါ်တဲ့ဒီ backlighted data တွေကြောင့်မလို့ဒီ diagnosis unfair တွေဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီလူနာရဲ့မှာဒီ privacy data တွေကိုပေးလိုက်မယ်ဆိုလို့ရှိရင် privacy issue နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြေရှင်းမလဲဒီလိုမျိုးမေးခွန်းတွေကလေအရေးကြီးတဲ့မေးခွန်းတွေနဲ့ဖြစ်လာနိုင်တယ်ပေါ့နော် AI နဲ့ national power AI ကနိပညာ issue တခုလည်းမဟုတ်တော့ဘဲနဲ့ဒီ geopolitical issue တခုဖြစ်လာနေပေါ့နော် AI chip semiconductor manufacturing တွေ data center တွေ cloud infrastructure တွေ energy supply တွေ research talent တွေအတွက်ဒီ competition လုပ်နေကြတယ်ပေါ့နော် US နဲ့ China တို့က AI super power race ထဲမှာရှိနေကြတယ်ဗျဒါပေမဲ့ဒီ Europe ကတော့ AI regulation နဲ့ ethical governance ကိုအာရုံစိုက်နေတယ်ဗျနိုင်ငံတနိုင်ငံက foreign AI system တွေအပေါ်မှာအလွန်ကြီးမူတည်နေမယ်ဆိုလို့ရှိရင် economic နဲ့ strategic vulnerability တွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ government တွေက national AI strategy တွေချမှတ်လာပြီးတော့ဒီ university တွေမှာ AI research funding တွေပို့ပြီးတော့များလာတယ်ပေါ့နော် semiconductor industry ကကျွန်တော် strategic sector တွေဖြစ်လာတယ်ဗျ okay နောက်တစ်ခုအနေနဲ့ကျွန်တော်တို့energy နဲ့ infrastructure အကြောင်းသွားအောင်ပေါ့နော်So AI revolution အကြောင်းကိုပြောတဲ့အခါမှာလူတွေမမြင်တဲ့ hidden issue တခုက energy consumption ပေါ့နော် So advanced AI model တွေကို train လုပ်ဖို့အတွက်ဒီ massive computing power လိုအပ်တယ်ပေါ့နော်။ဆောင်းရင်ကြီးတဲ့မတရားကြီးတဲ့ဒီ computing power လိုအပ်တယ်ဗျ။ huge data center တွေ personalized AI chips တွေပြီးတော့ဒီ cooling system တွေကျွန်တော်မရှိမဖြစ်လိုအပ်တဲ့ electricity supply တွေလိုအပ်မယ်ပေါ့နော်။တချို့ experts တွေကကျွန်တော်ဒီအနာဂတ် AI demand ကြောင့်မလို့ global electricity demand တဟုန်တိုးလာနိုင်တယ်ဆိုပြီးတော့ခံမှန်းထားတယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော် nuclear power တွေ renewable energy တွေ efficient semiconductor design တွေပြီးတော့ဒီ sustainable infrastructure တွေက AI အနာဂတ်အတွက်ဒီတကယ်ကိုလက်တွေ့ကျလာနိုင်တယ်ပေါ့နော်။လက်တွေ့အရေးကြီးတဲ့အရာတွေဖြစ်လာနိုင်တယ်ဗျ။ AI ရဲ့အနာဂတ်ဟာကျွန်တော်တို့ဒီ software ပြဿနာတစ်ခုတည်းမဟုတ်ဘဲနဲ့ hardware တွေပြီးတော့ energy တွေ infrastructure တွေပါရှိတယ်ပေါ့နော်။ဒီလိုမျိုးကြီးမားတဲ့စိန်ခေါ်မှုတွေအများကြီးရှိတယ်ဗျ။ So ကျွန်တော်တို့ဒီ artificial general intelligence AI discussion မှာလူအများစုစိတ်ဝင်စားတဲ့ concept တစ်ခုက AGI ပဲဖြစ်ပါတယ်။ So AGI ဆိုတာ human level general reasoning ability ရှိတဲ့ AI system ကိုဆိုလိုတာဖြစ်ပါတယ်။ So ပြဿနာအသစ်တွေကိုဘယ်လိုမျိုးadapt လုပ်ပြီးတော့ဖြေရှင်းမလဲလို့ပြီးတော့ဒီ multiple domain တွေမှာကျွန်တော်တို့ reasoning လုပ်ပေးနိုင်မှာပေါ့နော်။ So တချို့ experts တွေကတော့ဒါ AGI အနာဂတ်မှာလုံးဝဖြစ်လာနိုင်တယ်ဆိုပြီးတော့ယုံကြည်ကြတယ်ပေါ့နော်။တချို့ကတော့ဒါလုံးဝဖြစ်လာနိုင်ခြင်းမရှိဘဲနဲ့တက် hype လုပ်တာလို့ပဲမြင်ကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်။ဒါပေမဲ့ AGI ဒါတကယ်လို့ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင် impact ကတော်တော်လေးကို immersive ဖြစ်နိုင်တယ်ဗျ။ Science research တွေ automation တွေ economic transformation တွေ military application တွေ government challenge တွေအားလုံးကဒီ dramatically လုံးဝပြောင်းလဲသွားနိုင်တယ်ပေါ့နော်။ Okay so နောက်တစ်ခုကတော့ AI safety နဲ့ ethics AI capability တိုးလာတယ်မြ AI system discussion တွေကလည်းပိုးပြီးအရေးကြီးလာတယ်ဗျ။တကယ်လို့ AI တွေကဘက်လိုက်လာမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဘယ်သူ့ကိုသွားအပြစ်တင်မလဲပေါ့နော် AI တွေကို train ပေးတဲ့ data တွေကဘက်လိုက်ပြီးတော့ AI တွေကပါဒါဘက်လိုက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုကင်တွယ်မလဲပေါ့ဒီဟာတွေလည်းပြဿနာဖြစ်လာနိုင်တယ်ဗျအနာဂတ်မှာနောက်တစ်ခုကတော့ဒါ transparency problem ဗျပြောရမယ်ဆိုလို့ရှိရင်ပွင့်လင်းမြင်သာမှုရှိမှုပေါ့နော် so advanced AI system တချို့ကဒါ black box system လို့ဖြစ်နေပြီပေါ့ Stanford University ရဲ့ report အရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ responsible AI development က capability growth နောက်ကို လိုက်မမီသေးဆိုပြီးတော့ဖော်ပြထားတယ်ပေါ့နော် document AI အစီအတန်တွေလည်းတိုးလာနေတယ်ပေါ့နော်ဒါကြောင့်မလို့ဒီအနာဂတ် AI development မှာဒီ ethics တွေ regulation တွေ transparency တွေ accountability တွေကပို့ပြီးတော့အရေးကြီးလာနိုင်တယ်ဗျ okay so နောက်တစ်ခုကတော့ဒါ psychological impact ပဲဖြစ်ပါတယ်လူတွေကဒီ AI company အနေနဲ့ဒီ emotional attachment တွေဖြစ်လာနိုင်ပေါ့နော်ဆိုတော့အထီးကျန်တဲ့ပြဿနာတွေကို AI system တွေက partially ဖြေရှင်းပေးနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒါ over independent risk လည်းရှိတယ်ပေါ့နော်နောက်ထပ်ဒီကျောင်းသားတွေက AI ပေါ်မှာအရန်မူတည်သွားမယ်ဆိုလို့ရှိရင် independent thinking decline ဖြစ်သွားနိုင်တယ်ဗျ creator တွေဆိုလို့ရှိရင်လည်းဒါ AI generated content တွေပေါ်မှာအရန်မူတည်သွားမယ်ဆိုလို့ရှိရင် originality crisis ဖြစ်နိုင်တယ်ပေါ့နော်အနာဂတ် sociality မှာ what does it mean to be human ဆိုတဲ့ဒီ philosophical question ကလည်းတော်တော်လေးအရေးကြီးလာနိုင်ပါတယ်ဗျ the future of human identity AI system တွေ human capability တွေပိုပြီးနီးလာတဲ့အခါမှာလူသား identity တွေပြောင်းလဲလာနိုင်တယ်ဗျအရင်က intelligence ဆိုတာ human unit တခုလို့မြင်ခဲ့ကြတယ်ပေါ့နော်ဒါမဲ့ဒီ AI system တွေကဒီ reasoning တွေ writing တွေ coding တွေ image creation တွေ music composition တွေဒီလိုနေရာတွေမှာ impressive ဖြစ်လာတဲ့အခါမှာ sociality ကဒီ intelligence ကိုဘယ်လိုမျိုး refine လုပ်မလဲပေါ့နော်ဒီအနာဂတ်မှာ
human value က raw productivity ရဲ့ empathy တွေပြီးတော့ဒီ ethic တွေ consciousness တွေ creativity တွေ wisdom တွေ relationship တွေပေါ်မှာပို့ပြီးတော့အခြေခံလာနိုင်တယ်ဗျဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းဘယ်လိုမျိုးပြောင်းလဲမှုတွေအနာဂတ်မှာဖြစ်လာနိုင်မလဲပေါ့နော်ဆိုတော့မြန်မာရဲ့ developing country AI နဲ့ပတ်သက်ပြီးတော့အနာဂတ်အကြောင်းစဉ်းစားတဲ့အခါမှာဒီ developing country တွေရဲ့မှာ perspective ကလည်းအရေးကြီးတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံလိုမျိုးဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့မှာ perspective ကလည်းအတော်လေးကိုအရေးကြီးတယ်ဗျ AI 2တွေကဒီ education access တွေ language translation တွေပြီးတော့ business automation တွေ content creation တွေနောက်ထပ်ဒီ programming education တွေမှာ opportunity ပေးနိုင်တယ်ပေါ့နော်ဆိုလိုချင်တာကမြန်မာနိုင်ငံအကြောင်းသားတွေကဒါ AI အကူအညီနဲ့ global knowledge access တွေကိုပို့ပြီးတော့ရလာနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ် small business တွေဆိုလို့ရှိရင်လည်း marketing automation တွေ translation တွေ customer support တွေဒီ content creation တွေကိုကုန်ကျစရိတ်နည်းနည်းနဲ့ထုတ်လုပ်လာနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီ digital device issue တွေလည်းရှိတယ်ပေါ့နော် internet access computing resource တွေပြီးတော့ဒီ language support တွေ education quality gap တွေကကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ရှိနေသေးပဲပေါ့နော်ဒါကြောင့်မလို့ဒီ AI အနာဂတ်မှာဒီ equal access နဲ့ digital literacy ကပို့ပြီးတော့အရေးကြီးလာနိုင်ပါတယ်ဗျဆိုတော့အနာဂတ်မှာဘယ်လို skill တွေကပို့ပြီးတော့အရေးကြီးလာမလဲဘယ်လို skill တွေအရေးကြီးလာမလဲဆိုလို့ရှိရင်ဒါ programming AI literacy cyber security robotic basis ပြီးတော့ဒီ data analysis တွေကပို့ပြီးတော့ strong advantage ဖြစ်လာနိုင်တယ်ပေါ့နော်ဒီလိုနည်းပညာ skill တွေပဲအရေးကြီးလာလားဆိုတော့မဟုတ်ဗျာဒီ soft skill တွေကလည်းအရေးကြီးတယ်ပေါ့နော်အနာဂတ်မှာပြောရမယ်ဆိုလို့ရှိရင်ဒါ communication leadership ပြီးတော့ creativity emotional intelligence adaptability ပြီးတော့ teamwork ethics ဆိုတော့ဒီဟာတွေကတော့ဒါ automation ခံရတဲ့ human strength တွေဖြစ်တယ်ပေါ့နော် the best and the worst future AI မှာအနာဂတ်ကို scenario 3မျိုးနဲ့စဉ်းစားကြည့်အောင်ဗျဆိုတော့ပထမဆုံးတစ်ခုအနေနဲ့ positive future အနေနဲ့စဉ်းစားကြည့်အောင်ပေါ့နော် AI ကဒါ productivity တိုးစေမယ်ပြီးတော့ medical breakthroughs တွေဖြစ်လာစေမယ် education access တွေပို့ပြီးတော့တစ်ခါမှလုံးမှာပို့ပြီးတော့ကောင်းလာစေနိုင်မယ်ပြီးတော့ဒီ science research တွေမှာပို့ပြီးတော့အရှင်းမြင့်လှုပ်ဆောင်လာနိုင်မယ် small creator တွေဆိုလို့ရှိရင်လည်းဒါပို့ပြီးတော့ powerful ဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ပထမတစ်ခု AI ကလုံးဝအကောင်းဘက်ကိုစောင်းပေးတဲ့ AI ပေါ့နော် okay scenario နောက်တစ်ခုနဲ့စဉ်းစားကြည့်အောင် unequal futureအရန်ချမ်းသာတဲ့နိုင်ငံတွေနဲ့အရန်ကြီးမားတဲ့ဒီ cooperation တွေက AI power ကို control လုပ်မယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာပိုးပြီးတော့ချမ်းသာဆင်းရဲက gap ကပိုးပြီးတော့ကြီးသွားနိုင်တယ်ပေါ့နော် small business တွေကလည်းပိုးပြီးတော့ competition ခံရနိုင်တယ်ရှင်ပြိုင်ခြင်းကွာဟမှုကလည်းတော်တော်လေးပိုးပြီးတော့ကြီးလာနိုင်တယ်ပေါ့နော်ပြီးတော့ဒီ digital inequality ကလည်းပိုးပြီးတော့မြင့်လာနိုင်တယ်ဗျဒါကတော့ဒုတိယတစ်ခုပေါ့နော်နောက်ထပ် scenario တစ်ခုကတော့ဒါ dangerous future ပေါ့နော်ဆိုတော့ defect misinformation တွေ cyber attack authoritarian civilians တွေ AI power warfare တွေပြီးတော့ဒီ social instability uncontrol automation problem တွေစတဲ့ဒီပြဿနာအကြီးကြီးတွေဖြစ်လာနိုင်တယ်ပေါ့နော်များသောအားဖြင့်စဉ်းစားကြတာကတော့ဒီသုံးခုလုံးပေါင်းထားတဲ့အနာဂတ်တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးတော့ခံမှန်းကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ AI မှာအနာဂတ်ကိုကြောက်ပြီးတော့နည်းပညာတွေကို reject လုပ်တာအဖြေတစ်ခုတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကလုံးဝ blind ဖြစ်ပြီးတော့အရာတော့အနာဂတ်မှာအဆင်ပြေသွားမယ်ဆိုပြီးတော့လည်းတွေးလို့တော့မရဘူးပေါ့နော်အရေးကြီးတာကကျွန်တော်တို့က balance ဖြစ်နဲ့နားလည်ထားဖို့လိုအပ်တာ AI 2တွေကိုနားလည်ထားဖို့လိုမယ် responsibility ကိုအသုံးပြုဖို့လိုမယ် critical thinking ကို maintain လုပ်ဖို့လိုမယ်ပေါ့နော်ပြီးတော့ဒီ ethic ထားဖို့ ethic discussion တွေမှာလည်းပါဝင်ဖို့လိုမယ်ပေါ့နော်ဆိုတော့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်လည်း lifelong learning mindset ကပိုးပြီးတော့အရေးကြီးလာနိုင်ပါတယ်ဆိုတော့နည်းပညာတွေကပိုးပြီးတော့လင်းမြန်မြန်တိုးတက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ one time education ဘော်တွေကလုံးဝလုံလောက်တယ်လို့မဆိုလိုနိုင်တော့ဘူးပေါ့နော်ဆိုတော့ AI ကလူသားသမိုင်းထဲမှာအကြီးမားဆုံးဒီနည်းပညာ revolution တစ်ခုဖြစ်လာနိုင်တယ်ဗျဆိုတော့ဒါပေမဲ့ဒီ AI ရဲ့အနာဂတ်ကိုဒါနည်းပညာတစ်ခုတည်းကဆုံးဖြတ်မှာတော့မဟုတ်ဘူးပေါ့နော်ဒီလူသားတွေဘယ်လိုမျိုးအသုံးပြုမလဲဆိုတာပိုးပြီးတော့အရေးကြီးတယ်ဗျဆိုတော့ AI ကကျွန်တော်တို့ရဲ့ tool တစ်ခုဒါမှမဟုတ်ရင် teammate တစ်ခုဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့အနာဂတ်မှာလူသားနဲ့ AI နဲ့ရှင်ပြိုင်မှုရဲ့ပြဿနာဆိုတာထက်ဒီ AI ကိုကောင်းအောင်အသုံးချနိုင်တဲ့သူနဲ့ AI ကိုလုံးဝနားမလည်နိုင်တဲ့သူရဲ့ကြားကဒီ gap ကကွာဟမှုကလုံးဝကြီးမားလာနိုင်တယ်ပေါ့နော်ဆိုတော့ internet revolution ကကျွန်တော်တို့ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သလိုမျိုး AI revolution ကလည်းကျွန်တော်တို့လူသားတွေရဲ့အနာဂတ်ကိုပြောင်းလဲနိုင်တယ်ဗျဆိုတော့နောက်ဆုံးမေးခွန်းလေးကျွန်တော်ပြောချင်တာ AI ကဘာလုပ်နိုင်မလဲဆိုတာနေမဟုတ်ဘူးပေါ့နော်လူသားတွေက AI နဲ့အတူဘယ်လိုအနာဂတ်ကိုတည်ဆောက်မလဲဆိုတာပဲဖြစ်ပါတယ်ဆိုတော့ဆိုလိုချင်တာတခုကတော့ဒါ AI ကအနာဂတ်မှာဘာတွေလုပ်လာနိုင်မလဲဆိုတာတဲ့လူသားတွေက AI နဲ့အတူဘယ်လိုမျိုးပိုကောင်းတဲ့အနာဂတ်တစ်ခုကိုဖန်တီးနိုင်မလဲဆိုတာပို့ပြီးတော့အရေးကြီးတဲ့မေးခွန်းတစ်ခုဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေရောဒါအနာဂတ်မှာ AI ကဘယ်လိုမျိုးပြောင်းလဲလာနိုင်မလဲဘယ်လိုမျိုးတိုးတက်လာနိုင်မလဲပေါ့နော်ဘယ်လိုမျိုးထင်ကြလဲကိုယ့်ရဲ့ထင်မြင်ချက်တွေကို comment ထဲမှာပြောပြပေးသွားလို့ရပါတယ်ဆိုတော့ဒီမျိုးတော့လောက်ပါဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံလေးကြတာပေါ့အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးပိုင်ဆိုင်နေကြပါသေးဗျာ